နေ့မှာချင်းနေဆိုတဲခွဲချင်းနေပြီဆိုတာတကယ်တော့တဲခွဲလားဆိုတော့မဟုတ်ဘူးတက်ခွဲကြောင်ဆောင်ရဟုတ်ပါတယ်မဝေပါရှင်မဝေအပိကြပါဦးရှင်ဒီနေ့ကြောင်မောင်လေးမစိမကူတဲ့အခုလိုဝေမဲလို့တွေ့မချင်ခဲ့တဲ့ကဲချင်းဘာကောင်းမလေးတရားလေးဇလလေးချွေတဲ့ကွယ်ချီရဆုံးမရင်အနိုင်ယူတဲ့ဘောနာကွယ်တို့ရဲ့လေးနာမည်ကွယ်ရလို့ချလို့နေမျက်နှာပြရဲ့မှာလေးရတဲ့စကားတော့ချိန်ခုတော့